ဘိုက်စာလုံးလို့ခေါင်းတွေတောင်ကိုက်နေပြီကယ်ဆယ်ရေးကဘယ်တော့မှရောက်လာမလဲဒီနေရာကနေရာကျဲပြီးတိတာတဲ့အတွက်ဒီမှာပဲနေရင်ဘာမှမမှားနိုင်ဘူးနောက်ထပ်နည်းနည်းလောက်စောင့်ရမှာပဲအဲ့ဒီလူဆိုးကောင်ကိုသွားတောင်းမှန်ဖို့မလိုဘူးပင်လယ်ကမ်းခြေအနိမ့်ပိုင်းမှာရှိတဲ့သူတွေနောက်ဆုံးတော့တတိယမြောက်နေ့ညနေမှာတီးမခံနိုင်တော့ဘူးအမှန်တရားကတင်းတင်းကြပ်ကြပ်ရိုက်ချလိုက်တယ်လို့ပဲရေငါတို့ရဲ့ရေငါရဲ့ waterproof 8အကုန်ပျက်စီးကုန်ပြီအရန်နာတယ်ငါတို့ဘယ်လိုလုပ်ကြမလဲကြံရှိတဲ့ပစ္စည်းတွေကိုယူပြီးအပေါ်တက်ကြမှန်တယ်စိတ်အပြတ်ဆုံးအချက်ကသူကငါတို့ထက်အမှန်တရားကိုအမြဲတမ်းစောစောစီးစီးမြင်နိုင်တာပဲဒီညလူတိုင်းမိဘုံတစ်ခုထဲမှာပထမဆုံးအကြိမ်အတူတူထိုင်ကြတာဒီနေရာမှာအလုံးမလုံးတဲ့သူတွေကိုမမွေးထားဘူးဒုက္ခပေးတဲ့သူတွေကိုလည်းမထားဘူးငါစီကန်းအရင်ပြောမယ်ပထမချက်ရေတွေကိုတနေရာထဲမှာပဲတင်စေးရမယ်ခိုးမစားရဘူးဒုတိယအချက်မိကိုမငြိမ်းရဘူးအလှည့်ကျစောင့်ရမယ်တတိယအချက်အစားအသောက်တွေကိုလုံအားလိုက်ခွဲဝေစားရမယ်ဒါပေမဲ့အများသုံးအတွက်အရင်ခြံထားရမယ်မင်းကအာနာရှင်လှုပ်ချင်နေတာလားမင်းသာအစားအသောက်တွေများအောင်လုပ်နိုင်ရင်မင်းလှုပ်ချင်တာလုပ်စတုထအချက်ညဆောင်တဲ့သူတွေနှစ်ယောက်တွဲရမယ်အိတ်တဲ့သူတွေကလည်းသတိထားနေရမယ်သူပြောတဲ့စကားမှာညှိနှိုင်းတဲ့လေတံမပါဘူးအားလုံးကိုဘလို့ဆက်ရှင်တန်ရမလဲဆိုတာကြီးညာနေတယ်လို့ပဲငါကကုသရေးတာဝန်ယူမယ်ငါကပစ္စည်းတာဝန်ယူမယ်မောပန်းရတဲ့အလုပ်တွေငါတာဝန်ငါကပစ္စည်းတွေရှုပ်ဖို့ပေးနိုင်တယ်မနှက်ဖြန်ကောက်စင်းဂျီယိုနဲ့အတူရေကန်စီသွားရမယ်ဘာလို့မှလဲဘာလို့လဲဆိုတော့မင်းကအကြောက်ဆုံးမို့လို့မင်းရောငါတင်ယူမယ်သူ့ကိုတက်ပစ်ချင်ပေမဲ့သူစီကံအတိုင်းပဲနေရအောင်မှာဒီညကစပြီးငါတာဝန်ယူရမှာကတယောက်တည်းမဟုတ်ဘူးဒီကျွန်းပေါ်ကစီကံတွေဒီညကစပြီးစတင်တက်ရောက်ပြီးမင်းကပင်လေကမ်းခြေမှာအသက်ရှင်ကျန်ရစ်သူဖြစ်နေပြီလေဒါကိုဂယုစိုက်နေအောင်မလားနေကလည်းအယမ်းပူတယ်ကြောက်တုံးတွေကလည်းအယမ်းပါတယ်ပင်လယ်နန်းကလည်းအယမ်းပြင်းတယ်အသက်ရှင်ကျန်ရစ်သူကလှပလို့မရဘူးလားညစ်ပတ်တယ်လို့ထင်ရင်ညကြရင်မစားနဲ့တော့မင်းတို့နှစ်ယောက်ပတ်ဝန်းကျင်မှာသုံးလို့ရတာနဲ့စားစရာရှိမလားရှာကြည့်အချိန်ဆွဲမနေနဲ့နေကအခုအယမ်းပူနေလို့ဘာပစ္စည်းမှမတွေ့ဘူးမင်းလည်းအတူတူပဲဘာမှမရှာတွေ့ရင်ညကြရင်ဗိုက်စာယုံပဲဒီရေကန်ထဲမှာရှိမလားကြည့်မယ်တေးရရှင်ရေးမှာလူတွေကအမြန်တက်မြောက်ကြတယ်အထူးသဖြင့်မတင်ယူရင်ဓာတ်ရိုက်ဗိုက်စာရတော့မဲ့အချိန်မှာပေါ့无性ငါအခုအရန်ရုပ်ဆိုးနေလားမင်းအသက်တောင်မနှဲရှုနေရတာကိုဒါကိုပဲဂယုစိုက်နေတယ်သူပြောတဲ့စည်းကမ်းတွေကပြောယုံတတ်မဟုတ်ဘူးတကယ်တမ်းပြဿနာဖြစ်လာတဲ့အခါသူကလူတွေကိုတကယ်ပြန်ကယ်တင်လာမှာဘာလို့ငါ့ကိုထက်ကယ်သေးတာလဲဘာလို့လဲဆိုတော့အခုငါတို့ကမိသားစုဝင်တွေဖြစ်နေပြီမို့လို့အရင်ကနားထောင်လို့ကောင်းတဲ့စကားတွေငါအများကြီးကြားခဲ့ရပြီးပြီဒါပေမဲ့အားလုံးပေါင်းလိုက်ရင်ဒီစကားတစ်ခွန်းလောက်တောင်မလေးနက်ဘူးခဏစောင့်ရေပြန်ကျသွားမှယူမယ်ဒီလောက်လှိုင်းတက်နေတာအခုသွားရင်မတန်ဘူးမင်းတို့ဟာမတို့ပဲဒီမှာငိုပြီးရက်နေကြတော့ငါသူ့ကိုပဲအားကိုးနေလို့မရဘူးအပေါ်တက်မယ်လေအဲ့ဒီနာကျင်မှုကတခဏမဟုတ်ဘူးမိခဲနဲ့ထိုးလိုက်တယ်လို့ပဲသွေးကြောတွေအတိုင်းတလက်မချင်းတက်သွားတာShane Kilo မထိနဲ့ရေကင်းမလက်မလုံနဲ့မင်းဘလို့လုပ်ပြီးဒီလောက်စေးပညာတွေနားလည်နေတာလဲငါအရင်ကတူနာပြုတ်လုပ်ခဲ့တာရေကင်းမလက်မကိုက်ခံရတဲ့လူနာနဲ့စုံဘူးခဲ့တယ်ငါကိုအရှက်မခွဲနဲ့အသက်တောင်ဆုံးရှုံးနိုင်တယ်လှနေဖို့ပဲတွေးနေသေးတယ်ဒီလူရဲ့အဆိုးဆုံးအချက်ကသူကတခြားသူတွေအဆိုးဝါးဆုံးအခြေအနေမှာရှိတဲ့အချိန်တိုင်းအရာအလုံးကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်တာပဲငါကတခြားသူတွေကိုအားကိုးရတာကိုအမုန်းဆုံးဆိုတာသိရတာနဲ့ဒါပေမဲ့ဒီအချိန်မှာတော့သူ့ကိုမတွန်းထုတ်ချင်မိဘူးမိုးရွာတော့မယ်နာယီဝက်အတွင်းဂူပေါဝမှာလေကာနံရံထက်လုပ်ထားမင်းကငါ့ကိုတတိပေးတာလား
ဒါမှမဟုတ်အမှားဖမ်းတာလားသတိပေးတာမင်းပြုတ်ကြပြီးဒဏ်ရာရသွားတယ်ဒီမှာဒုတိယမြောက်အရေးပေါ်သူနာပြုမရှိဘူးအာအပေါ်မှာမင်းသွေးတွေပဲစိတ်မဆိုးပါနဲ့မလိုတဲ့ကိစ္စတွေလိုက်မရှုပ်ပါနဲ့သူတို့စီကနေစောင့်ကြည့်နေတာဒီညကစပြီးလေနဲ့မိုးတက်မုန်တိုင်းထက်ပိုဆိုးလိမ့်မယ်အေးတယ်ကိုပူချိန်မြင့်ပြီးအေးတက်လွန်ကဲနေတယ်နောက်ထပ်ဆက်မကြရင်သူဒီညမရှိတော့ဘူး Lotinglan. ဘယ်လိုလုပ်ကြမလဲအမြန်ဆုံးနီလန်းကကိုချင်းထိပြီးနှွေးပေးရမယ်အုပ်ထားလိုက်နှွေးသွားတဲ့အချိန်ကျရင်လေတိုက်ပြီးပြန်အေးသွားအောင်မယ်ငါရှိတယ် Peeling Shun. အေးတယ်သူမနေ့ညကဂူပေါဝမှာငါတို့ကိုကြည့်နေခဲ့တာလေ့ကျင့်မှုခံယူထားဘူးတဲ့မိန်းကလေးပဲတာမန်လူမဟုတ်ဘူး